ကဲ hello အားလုံးပဲမင်္ဂလာပါရှင်ဒီမှာပါညာအီမိုးရှုပ်လေးရိုက်ပါတယ်ဒီမှာနော်အရန်ကောင်းတော့ဒါကဟိုလုံးကလေအဝေယံ share ဆိုပြီးအရန်ကိုတက်တို့ပောက်ခဲ့တဲ့ပစ္စည်းလေးတွေပေါ့နော်ဒါလေးတွေပါဝီချို share ဆိုပြီးအရင်တော့တော့အစ်တုံသားလေးတွေအခုကကြတော့ရာသီဥကအရန်ပူတာဖြစ်တဲ့အတွက်နော်အသားအေးအေးလေးတွေနော်ဒီလိုစပန့်သားလေးကိုမသက်ဒါလေးတွေပေါ့နော်တင်ပေးထားပါတယ်ရှင်ဟောက်လိုက်တာဒီရောင်ကာလာလေးကြိုက်နေပြီးအပေါ်ဓာတ်ထပ်ဝတ်ပြမယ်โอเคကဲဒီမှာတဲ့ရေဟောက်လိုက်တာဆိုတာကွယ်เนาะအဲ့တော့ဈေးနှုန်းလေးကအပြင်မှာ online တွေမှာရောင်းကြ18000 2000ကြီးเนาะပစ္စည်းအသားကောင်းရင်ကောင်းတယ်လို့เนาะဈေးနှုန်းရပါတယ်ဒါလေးကိုအောက်က t-shirt အဖြူလေးတွေ t-shirt အမဲလေးခံပြီးအပေါ်ဓာတ်ဖြစ်ဒါလေးကဝတ်ကြတယ်ပေါ့เนาะအမလေးဒါကာလာဆုံးရောင်းဆုံးเนาะစိတ်ကြိုက်နေပြီးတော့လက်ဝေးမျိုးဖောင်တော်ရှမဖျားစုတထွရွှေဆိုင်မှာဝယ်လို့ရတယ်လို့နေပြီးတော့လက်ဝေးမျိုးအိမ်မှုစာတင်ကြောင်းပေးကအထည်ဆိုင်မှာလည်းဝယ်ယူအားပေးလို့ရတယ်ဈေးနှုန်းလေးကအမေးဈေးအပြင်မှာနော်18000 2000လောက်ပေါက်တဲ့နော်ဒီလိုအေးသား site ကြီး280နော်million less size 80 280ဆိုပြီးထွက်တယ်ပေါ့နော်ဒါလေးကို9500ကျပ်နဲ့ယူပါနှစ်ထည်ကနေစယူပြီး9500ဆို online ဆိုတော့နှစ်ထည်လောက်ဆိုတော့1000ဝယ်တာပို့လို့အဆင်ပြေတယ်ပေါ့နော်ဒီလိုမျိုးလေးတွေပါ9500ကျပ်ပါနှစ်ထည်ကနေစယူလို့ရပါတယ်ရှင်အဲ့တော့အရန်ကိုတန်လို့เนาะတဲ့ဆောနာအပြာလေးကိုပြပေးပါမယ်9500ကျပ်အခု TikTok shop ပေါက်မှာဝယ်ယူအားပေးလို့ရတယ်လို့95နှစ်3နှစ်တည်း665 Viber မှာလည်းဝယ်ယူလို့ရပါတယ်ပြီးရင်တက်တွဲထားတဲ့เนาะစုတက်ထွတ်အထည်ဆိုင်ပေါ့เนาะမန်ရှင်းခေါ်ထားတဲ့စုတက်ထွတ်အထည်ဆိုင်မှာလည်းဝယ်ယူအားပေးလို့ရပါတယ်ရှင်အပြာရောင်လေးကိုပြပေးမယ်အနီလေးအိမ်ကိုပြလိုက်မယ်โอเคကဲနော်မျက်စိလေးမြင်ကြည့်လိုက်ပေါ့နော်အောက်က t-shirt အမဲလေးဝတ်ပြီးတော့ဘောကဒီလိုအထက်လေးဝတ်လဲရတယ်ဒီမှာနော်ယောက်ျားလေးဝတ်လဲရတယ်မိန်းကလေးဝတ်လဲအမိုက်စားလုံးဝပေါ်တလားအောက်ကလက်ရှည်နော်ဆွဲသားလက်ရှည်နဲ့ဝတ်ဘော t-shirt နဲ့ဂျင်းမောင်းမီနဲ့ပြီးရင်ဂျင်းမောင်းမီတွေမှာတစ်ဖက်ဝတ်နော်တစ်ဖက်ကိုအရှည်ချမလားဒါမှမဟုတ်ဘူးဆိုရင်ဂျင်းမောင်းမီနဲ့ကောင်းမွန်စတိုင်လေးဒီလိုမျိုးလေးပေါ့နော်အစီလေးနဲ့ဂျင်းမောင်းမီနဲ့ဝတ်မလားဒါမှမဟုတ်အပေါ်ဓာတ်ထက်ဝတ်မလားအစီလေးပဲဂျန်နမန်စတိုင်ဘောင်းမီအနက်တို့ဂျင်းမောင်းမီတို့နဲ့ဝတ်မလားအရန်မိုက်တော့ခေါ်တော့ပါရှင်အဲ့တော့အပြတစ်ထည်ကိုဆက်လက်ဝတ်ပြပေးပါမယ်ရှင်ဒါလေးဆိုရင်ဂျင်းမောင်းမီအဖြူရောင်လေးဒီလိုအဖြူရောင်လေးနဲ့ဝတ်တယ်ပြီးအပြပြောလို့အိုးလုံးဝအမိုက်စားကန်းချေသွားမလားပကံသွားမလားအိမ်နေဝတ်မလားဈေးရောင်းဝတ်မလား9500ရောင်းဆုံးเนาะ10တယ်9000ဝယ်ဖို့လောက်ဝတ်ပြเนาะအပြင်မှာဆိုတကယ်ကိုဘယ်လိုပြောမလဲဆိုအောက်က t-shirt လေးတွေခံပြီးတော့ချိတ်လေးတွေနဲ့လေအပေါ်အိတ်လေးဒီလိုတင်ပြီးရောင်းနေ18000 2000တော့ကျွန်မရှိမှာ9500နှစ်ထဲမှာ1000ဝယ်အတွေးမလွဲနဲ့အခုမြင်ပြီဆိုတာနဲ့အခု TikTok shop ပေါက်ကိုအမြန်ဆုံးသွားပြီเนาะငွေလွှဲရမယ့်ဖုန်းက95နေ3နှစ်တည်း665စုတက်ထုတ်adminစုတက်ထုတ်ကိုယ်တိုင်ရောင်းပေးနေတာဖြစ်ပါတယ်ရှင်ကဲကျေးဇူးပါ